မြတ်စွာဘုရားကမိန့်ကြားတာစွန့်မခံသင့်တဲ့အိမ်ဘယ်နဲ့အိမ်လဲတော့ကိုအိမ်ပြန်ပြီးတော့ပြောနိုင်မှာမလားနံပါတ်1ကမြတ်နိုးလိုလားဝယ်အမှုအရာဖြင့်ခီးဥကြိုးစုံမှုမပြုခြင်းနံပါတ်2ကမြတ်နိုးလိုလားတဲ့အမှုအရာအဖြစ်ရှစ်ခိုးဥချမှုမပြုခြင်းနံပါတ်3ကမြတ်နိုးလိုလားတဲ့အမှုအရာအဖြစ်နေရထိုင်ခြင်းမပေးခြင်းနံပါတ်4ကမိမိအိမ်မှာလူပဲဝတ္ထုထင်ရှားရှိပါတော့လည်းပဲလျှို့ဝှက်ပြီးတော့ထားခြင်းနံပါတ်5ကလူစရာတန်းစရာအများကြီးရှိပါတော့လည်းပဲနည်းနည်းလေးပဲလူတန်းခြင်းနံပါတ်6ကလူစရာတန်းစရာမုံမုံမြတ်မြတ်ရှိပါတော့လည်းပဲမကောင်းတာကိုလူတန်းခြင်းနံပါတ်9ကတယုတတိတလေးတစားနဲ့လူတန်းမှုမပြုခြင်းမယုမသိမလေးမစားလူတန်းခြင်းနံပါတ်8ကျတော့တရားဓမ္မနာကြားဖို့ဆိုပြီးတော့လာရောက်ပြီးတော့မထိုင်ကြခြင်းနံပါတ်9တရားဓမ္မကိုတယုတတိတလေးတစားမနာကြားကြခြင်းနဲ့စုစုပေါင်းဘယ်နှမျိုးလဲတော့9မျိုးအဲ့ဒီတော့ကဥစဉ်တို့တက္ကရာမများမိမိတို့ရဲ့နေအိမ်ကိုတန်ဃာတော်ရှင်သူမြတ်တွေဆုံးခံကြွပြီးတော့လာကြတယ်ဆုံးဖုံးပြီးကြွပြီးတော့လာကြတယ်အခါအားလျော်စွာနော်တို့တွေရဲ့နေအိမ်ကဒီလိုနေအိမ်မျိုးမဖြစ်အောင်တို့တွေကြိုးစားကြမယ်ဆိုပြီးတော့ကြိုးစားကြဖို့မကောင်းဘူးလားကောင်းတယ်ဒါတရားဓမ္မနာကြားတယ်ဆိုတာတရားဓမ္မတွေကအတိမိမိတို့ဘဝမှာလက်တွေ့အသုံးချဖို့ဟုတ်တယ်မလားနားထောင်ဖို့တက်တက်ဟုတ်ကလားအော်မြတ်စွာဘုရားကဆုံးမခံတဲ့အိမ်9မျိုးဟောထားပါလားဒီလိုအမျိုးစားထဲမှာတို့အိမ်ပါပြီးတော့နေသေးသလားဆိုပြီးတော့စဉ်းစားပြီးတော့အကယ်၍မြန်ပါပြီးတော့နေတယ်ဆိုလို့ရှိရင်လည်းပဲဟောပြုပြင်ဖို့ပေါ့နော်မပါဘူးဆိုလို့ရှိရင်လည်းပဲဝမ်းသာစရာပဲပေါ့ဟာတို့ဒီလိုအမျိုးစားထဲမှာမပါဘူးဝမ်းသာလိုက်တာဒီလိုဂုဏ်ယူရမှာဟုတ်တယ်မလားအဲ့တော့မြတ်စွာဘုရားကအမိန့်ကြားတယ်ဒီလိုအိမ်9မျိုးဆုံးခံမကြွနဲ့မတိလို့ကြွမိပြီဆိုလို့ရှိရင်လည်းပဲအကြာကြီးမထိုင်နဲ့မြန်မြန်ထပြန်ဆိုပြီးတော့မိန့်ကြား